听到左边，小情歌都没的我们。ပထမဆုံးဗီဒီယိုနှစ်ပုတ်ရိုက်မယ်ပေါ့နော်ဒီလိုဗီဒီယိုနှစ်ပုတ်ရိုက်မယ်ပြီးရင်ပထမဗီဒီယိုကလစ်ကိုမှန်လက်ထောက်တဲ့နေရာမှာ separate တစ်ချက်နှိပ်မယ်ဒုတိယဗီဒီယိုကလစ်ကို over လေးနှိပ်မယ်မှန်ကိုလက်နဲ့ထောက်တဲ့နေရာမှာ separate နှိပ်ပြီးရှေ့အောင်ဖြတ်လိုက်မယ်ဒုတိယဗီဒီယိုကလစ်မှာမှန်ကိုလက်နဲ့ထောက်ပြီးတော့ပြန်ချတဲ့နေရာကို separate လုပ်ပဲပြီးရင်ကျွန်တော်တို့ဒုတိယဗီဒီယိုရဲ့ရှေ့မှာ key frame တွေချလိုက်မယ်ချပြီးတော့ mask ကိုနှိပ်မယ် horizontal ရွေးမယ်ဒီတိုင်းလေးလဲလိုက်မယ်ပေါ့နော်လဲပြီးနောက်ဆုံးမှာ key frame ချပြီးနောက်ဆုံးထိဆွဲလိုက်မယ်အဝါကြောင်းလေးဒါဆိုတော့ပြီးရင်ဟိုကလေးဖြတ်ထားတဲ့ဟာလေးပြန်ထည့်လိုက်မယ်နော်ဒါဆိုရအောင်